စာရရန်ရှုပ်နေလို့စိတ်ညစ်နေပြီလားတကယ်လို့စိတ်ညစ်နေဆိုရင်ဒီဗီဒီယိုအဆုံးထိကြည့်သွားပေးပါအဲ့တော့ကျွန်တော်ဒီနေ့ပြောပြပေးမှာကတော့ကျွန်တော် Telegram မှာစာရီရှုပ်နေတာတွေကိုကျွန်တော်တို့အပိုင်းလိုက်ဖိုဒါလေးခွဲဘယ်လိုတင်ထားမလဲဆိုတာလေးကိုပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပထမဆုံး Telegram နဲ့ဝင်လိုက်မယ်ပေါ့နော် Okay Telegram နဲ့ရောက်ပြီဆိုရင်ကျွန်တော်ဒီမှာနမူနာလေးလောက်ထားတဲ့ကို TT2 ဆိုတာရှိတယ်unknown ဆိုတာလေးရှိရပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဒါဖိုဒါလေးဘယ်လိုခွဲရလဲဆိုတော့ပြပြပေးပါမယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ပထမဆုံး setting နဲ့တောင်းပါပေါ့နော် setting နဲ့တောင်းမယ်တွားပြီးလို့ရှိရင်ကျွန်တော်တို့မှာ chat folder ဆိုတာရှိပါတယ်ဖုန်းလေးမှာလည်းပါတယ်နော်အဲ့ဒါတကယ်လို့ chat folder ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ create new ဆိုတာလုပ်ပါမယ်အဲ့တော့ကျွန်တော်တို့က folder name မှာကျွန်တော်တို့ဗာပေးခြင်းနဲ့ပြီးချင်တာပြီးလို့ရဒါပေမဲ့အဲ့လိုမဟုတ်ပဲねနောက်ထပ်ဗာလို့ instant နော် ready made လုပ်ပြီးသားလေးလည်းရှိတယ်အဲ့တော့ဘယ်လိုလဲဆိုတော့ add chat ဆိုတာနှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်တို့ကဒီမှာခွဲလို့ရ contact ရှိတယ် non contact ရှိတယ်နော်ပြီးရင် group ရှိရယ် channel ရှိရယ် bot ရှိရယ် okay ဟုတ်ပြီကျွန်တော်အဲ့ဆိုရင် group ကိုကျွန်တော်စမ်းကြည့်လိုက်မယ်ဒါ group ဆိုရင်နှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်ဘာမှလုပ်စရာမလိုဒီအောက်ကအမှန်ချစ်လေးနှိပ်ပြီးလိုက်မယ်နှိပ်လိုက်ပြီဆိုတာနဲ့ဒီမှာကျွန်တော်တို့ group name ကိုကျွန်တော်တို့ folder လုပ်ပြီးလိုက်မယ်နော် group လုပ်ပြီးလိုက်မယ်နော် G R O U P group ပေါ့နော်ဒါမှ group ဒါ group တွေပေါ့အဲ့တော့ကိုကြိုက်တဲ့ color လေးထားလို့ရတယ် group color ဒါတော့ premium မှရမှာထင်တယ်မဟုတ်ဘူးဗျဟုတ်တယ် Telegram premium မှရမှာနော်ဒီ color ရွေးတာအဲ့တော့ကျွန်တော် color မရွေးတော့ဘူးဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့group တွေရပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်စိတ်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုပုံစံလေးပေါ်လာမှတော့ကြည့်အောင်နော် Okay ဆိုတော့ဒီမှာကျွန်တော်တို့ TT2 unknown ဒါဆိုတော့ရှိရဒီမှာခု group ဆိုတာပေါ်လာပြီပေါ့နော်ဒီမှာ group ဆိုပြီးတော့တစ်ခုထပ်တက်လိုက်ပေါ့နော် Okay နောက်ထပ်ကျွန်တော်တို့ group တွေခွဲထုတ်ပြီးသွားပြီနောက်ထပ် channel တွေထပ်ခွဲထုတ်မှာပေါ့နော် channel တွေထပ်ခွဲထုတ်မယ် setting နဲ့ပြန်သွားမယ် chat folder လေးနှိပ်မယ်အဲ့မှာကျွန်တော်တို့ဘာထပ်လုပ်မလဲဆိုတော့ကျွန်တော်တို့create new folder နှိပ်မယ်ပြီးရင်အချက်နှိပ်မယ်ကျွန်တော် channel ကြီးခွဲထုတ်မှာပေါ့နော် channel ကြီးခွဲထုတ်လိုက်မယ်ဘာမှရေးရမလို့အမှန်ချစ်ပေးပြီးတော့စိတ်လိုက်ပြီးဆိုတာနဲ့သူကသူ channel ဆိုပြီးတော့ဆက်နောက်နာမည်ပေးကြရမှာပဲ auto ဒီမှာနော်ဆက်နောက် group ပြီးပြီးဒီဘက်မှာ channel တီးတန်းထွက်လာပြီပေါ့နော်ဒါ channel က post တွေ auto channel မှန်သမျှဒီထဲကိုဝင်ပါပေါ့နော်အဲ့တော့ကိုယ့်ရဲ့ chat တွေတီးတန်းခွဲလို့ရတယ်ဒီကိုယ့်ရဲ့ဒါ unknown ဆိုမသိရလို့ contact ကိုလည်းတီးတန်းခွဲလို့ရတယ်နော်အဲ့တော့ကျွန်တော်ထပ်ပြီးတော့ပြပေးမယ်နောက်တစ်ချက်ထပ်နှိပ်မယ်၃ခုလောက်ဆန်းပြီးတော့ရလာပြီဒီမှာနော်အဲ့တော့ဒီမှာ create new folder နှိပ်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီမှာ add chat ကိုထပ်နှိပ်မယ်ကျွန်တော်က bot တွေဖန်တီးတယ် bot တွေနဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက် bot ကိုနှိပ်လိုက်မယ်ပြီးရင် save ဆိုတာနှိပ်လိုက်လို့ရှိရင်ကျွန်တော်ရဲ့ bot တွေအားလုံးကဒီ chat folder ထဲမှာ bot ဆိုပြီးဒီ data ရှိသမျှအားလုံး bot တွေပါပဲเนาะ bot တွေဖန်တီးတဲ့ bot တွေရောကျွန်တော်သုံးနေတဲ့ bot တွေရောအကုန်လုံးပါပါတယ်အဲ့တော့ဒီလောက်ဆိုရင်တော့ကျွန်တော်တို့Telegram မှာစာရီမရှုပ်တော့ဘဲနဲ့ဘယ်လိုတွေ folder ခွဲထုတ်လို့ရကိုစိတ်ကြိုက်ဘယ်လိုခွဲထုတ်လို့ရဆိုတော့ပြပြသွားတာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုယ်တိုင်တီးတန့်ဖန်တီးခြင်းနဲ့ဆိုရင်လည်းရှိပါသေးတယ်အဲ့ဒါတော့နောက်ထပ်ကျွန်တော်ဆွမ်းနာအတိုင်းပဲသွားမယ် chat folder ပြီးရင် create new folder အဲ့ညမှာဒါအလုပ်ပေါ့နော်အလုပ်ဆိုပြီးကျွန်တော်ခွဲလိုက်မယ်အလုပ်ဆိုတဲ့ folder လေးခွဲလိုက်မယ် add chat ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီအပေါ်ကဒါမထည့်တော့ဘဲနဲ့ကျွန်တော်အနေနဲ့ဒီမှာဒါကျွန်တော်ရဲ့ဒါအလုပ်နဲ့ဆိုင်တဲ့group လေးတွေကိုကျွန်တော်က group တွေ channel တွေအကုန်လုံးကိုတနေရာတစ်ဆူလန်ထားအောင်နှစ်ခုပဲထည့်လိုက်မယ်နော်အမှန်ကြည့်ပေးလိုက်မယ်စိတ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ chat ထဲမှာရှိမရှိကိုတွားကြည့်လိုက်ရင်ဒီမှာအလုပ်ဆိုတဲ့ folder လေးရောက်နေပြီကျွန်တော်ရဲ့ဒီ VIP agent group ရဲ့ဒါတဲ့ family ဆိုကျွန်တော်ဆွမ်းနာထည့်လိုက်တဲ့ group တွေပေါ့နော်အဲ့တော့ဒီလောက်ထိကျွန်တော်ပြပြီးသွားအဆင်ပြေမယ်လို့ထင်ပါတယ်တကယ်လို့အဆင်မပြေဘူးဆိုရင်လည်းအောက်က comment လေးမှာဝင်ပြီးပြောပြပါကျွန်တော်ထပ်ပြီးတော့လုပ်ပေးပါမယ်နောက်ထပ်သိချင်တာလေးရှိရင်လည်း comment မှာရေးဝါလို့ရတယ်လို့ကျွန်တော်ရဲ့ account လေးကိုလည်း follow ပြီးဖို့အတွက်တိုက်တွန်းချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်နည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနောက်ပိုင်းမှာအများဆုံးတင်သွားဖို့ရှိပါတယ်အကုန်လုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ